can say Tawara ti me me amwe a nit pian song jing. Nga nit jami now. Egypt ji ha si bin wap yo ni bare. Pharaoh yin ma ji Maya ye latten ma tangi ha ngin chan bi pi du rui a thu the phi a lo tama rui ye bawa ha ti ta to tet la khe bare. Maya ha tu ma chit khe ya du za ye sei ku imat rui atai a lo tama rui ko tan bo tha set san bi lokha la za ne sewa ku to akhwin rui ko ubari pyat than be khe lu ba be. ဒီနေ့ဟာမဟာပီရမစ်ကြီးတည်ဆောက်ပြီးစီးခြင်း9နှစ်ကညစ်ပတ်လည်နေပါမာယာဟာနန်းတွင်းအဆောင်ရောင်တွေကိုဘေးဖယ်ထားပြီးသူမရဲ့အချစ်ဆုံးတငယ်ချင်းယခုနန်းတွင်းသမားတော်ကြီးနီလာနဲ့အတူဂိုင်းစာကုန်းပြင်မြင့်ကိုရောက်လာခဲ့ပါတယ်ပီရမစ်အရိပ်အောက်ရွှေရောင်ထိပ်ဖူးတပ်ဆင်ထားတဲ့ပီရမစ်ကြီးဟာနေရောင်အောက်မှာတောက်ပနှီးဆဲပါတယ်မာယာဟာပီရမစ်ရဲ့အချီတချင်ကဇာရက်နဲ့အတူထိုင်ခဲ့ဘူးတဲ့ကြောက်တုံးကြီးနားကိုရှောက်သွားလိုက်တယ်။နီလာငါတယောက်ထဲနေချင်တယ်။နီလာကခေါင်းငိတ်ပြီးခတ်လန်းလန်းကိုထွက်သွားပြီတဲ့။မာယာဟာကြောက်တုံးပေါ်မှာထိုင်ရင်းလွန်ခဲ့တဲ့9နှစ်ကအဖေးအဖြစ်ကိုပြန်တွေးမိပြီးမျက်ရည်ဝယ်လာတယ်။ရှင်သာရှိနေရင်ဒီအောင်မြင်မှုတွေကိုအတူတူခံစားရမှာ။မာယာတီတိုးရေကျူလိုက်တယ်။အဲ့ဒီအချိန်မှာပဲတောက်ဆိုတဲ့ကြောက်စစ်တန်တဲ့လေးကိုသူမကြားလိုက်ရတယ်။ဒီနေ့ကအားလည်းရမဟုတ်အလုတ်သမားမရှိရပါဘူး။မာယာစိတ်ဝင်စားသွားပြီးအတန်လာယာပီရမစ်ရဲ့အနောက်ဘက်ချမ်းကိုရှောက်သွားကြည့်လိုက်တယ်။မမျော်လင့်ထားသောမြင်ကွင်းပီရမစ်ရဲ့ပြိုကျနေတဲ့ထောင်စုံတစ်ခုကိုပြုပြင်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူကရိုးရိုးရှင်းရှင်းဝစ်ဆန်ထားပြီးညာဘက်ခြေထောက်ကအနှင်းငယ်ထော်နေပါတယ်။သူ့ရဲ့ဘေးမှာတော့ကလေးငယ်တစုကိုကြောက်စစ်နီးပညာသင်ပေးနေတယ်။ကြောက်တုံးဆိုလားမာတယ်လို့ထင်ရပေမယ့်သူ့ရဲ့အကြောကိုသိရင်လိုသလိုပုံဖော်လို့ရတဲ့ကလေးတို့အဲ့ဒီအသံမာယာရဲ့နှလုံးခုန်တန်းတွေရက်တန့်သွားသလိုပါပဲ။သူမအိမ်မက်နေတာလား။ဇာယပ်မာယာရဲ့နှုတ်ဖျားကနေလေတံလေးထွက်သွားတယ်။ထိုလူကကြောက်စစ်တာကိုရက်လိုက်ပြီးဖြည်းဖြည်းချင်းလွှဲ့ကြည့်လာတယ်။နီလောင်ထားတဲ့မျက်နှာရင်းကျက်သွားတဲ့ပုံစံမျက်လုံးအိမ်နဲ့တွေဒါပေမဲ့အကြည့်တွေကတော့အရင်အတိုင်းနှွေးထွေးနေသေးပါပဲမင်းသမီးဇာယက်ကဖြုံးပြီးခေါ်လိုက်တယ်ပြန်ဆုံချင်းမာယာဘာမှမပြောနိုင်တော့ပဲပြေးသွားပြီးဇာရက်ကိုတင်းကျပ်စွာဖတ်ထားလိုက်တယ်မျက်ရည်တွေကဇာရက်ရဲ့ပခုံးပေါ်စီးကြကုန်တယ်ဇာရက်ကလည်းမာယာကိုပြန်လဲပွဲ့ဖတ်ထားလိုက်တယ်ရှင်မသေးဘူးလားဘာလို့လဲဘာလို့ငါစီပြန်မလာတာလဲမာယာကငိုရီမေးတယ်ဇာယက်ကမာယာမျက်နှာကိုကင်ပြီးမျက်ရည်တွေတုပ်ပေးတယ်အဲ့ဒီနေ့ကတဲမုန်တိုင်နဲ့လွင့်ပါသွားပြီးတဲခုံကြီးတစ်ခုပေါ်ပြုတ်ကျလို့အသက်ရှင်ခဲ့ပါတယ်ဒါပေမဲ့ခြေထောက်ကျုပ်သွားခဲ့တယ်ရွာသားတွေကေတင်ထားလို့လပေါင်းများစွာကုသရခဲ့တယ်ဒါဆိုနန်းတော်ကိုသတိမပို့တာလားကျွန်တော်ကဒုက္ခိတဖြစ်သွားတဲ့တာမန်ကြောက်စစ်သမားလီမင်းကတိုင်းပြည်ကိုအုပ်ချုပ်ရမယ်ဘယင်မကြီးကျွန်တော်ရဲ့တည်ရှိမှုကမင်းရဲ့ခုံတိခါကိုထိခိုက်စေမှာစိုးရင်ခဲ့တယ်။ဒါကြောင့်ဒီပီရမစ်ကြီးရဲ့အရေးအောင်မှာပဲနေပြီးမင်းတိဆောက်တဲ့တိုင်းပြည်ကိုအဝေးကငင်းနေခဲ့တာပါ။အယူကြီးမာယာကငိုနေရကနေရီလိုက်တယ်။ရှင်မရှိတဲ့ထီးနှန်းစည်းစိမ်ကကျမအထက်ဘာအထီးပဲမှမရှိဘူး။ရှင်ကကျမရဲ့ဘေးဒုက္ခပါ။ကျမဘဝရဲ့ပုံစံကိုဖော်ဖေးခဲ့တဲ့လူလေး။ထာဝရအကျစ်နေဝင်စဲရောက်လာပြီပါပြီမာယာနဲ့ဇာရက်တို့ဟာပီရမစ်ကြီးကိုနောက်ခံထားပြီးလက်ချင်းထားပြီးရပ်နေပါတယ်အခုကျမအမင်ပေးမယ်မာယာကဇာရက်ကိုကြည့်ပြီးပြောတယ်နန်းတွင်ဘေဒူကာချုပ်ယာရုကိုလက်ခံပါပြီးတော့ဖာရုဘရင်မရဲ့အကျဉ်ဖော်အဖေကျမဘေးမှာတတ်လုံးနေရမယ်ဇာရက်ကရီမောလိုက်ပြီးတဒူးတစ်ဖက်ထောက်ထီအယိုသေးပြုတ်လိုက်တယ်အမိန့်တော်အတိုင်းမှာကျွန်တော်ရဲ့ဘရင်မကြီးသူတို့နှစ်ဦးရဲ့ပုံရိပ်ခါတမိုင်းဝင်ပီရမစ်ကြီးနဲ့အတူထပ်တူကြလို့နေပါတော့တယ်။နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီးမဲ့ဒီကြောက်တုံးကြီးတွေကတက်တည်ပြနေတာကတော့ဖာရိုးဘရင်တွေရဲ့အာဏာစက်တန်မဟုတ်ပါဘူး။တာမန်လူသားတယောက်နဲ့မင်းသမီးတယောက်ရဲ့ခွဲခြားမှုမရှိတဲ့သာဝရမြစ်တာတရားတာပဲဖြစ်ပါတော့တယ်။